ring ကြောင်းရဲ့ဘေးမှာဘာဖြစ်လို့ဒီအခွန်ရှိနေရလဲဒီအခွန်တွေမရှိရင်ရောဆော်လို့မရဘူးလားဒီ still ring မှာဆိုရင် ring ကြောင်းရဲ့ဘေးမှာရှိတဲ့ဒီအခွန်လေးတွေပေါ့ဒီကောင်လေးတွေကသူက magnesium ရဲ့ဒီလိုဆိုတော့ sulfur ပါတယ်ပြီးရင်တခြားသတ္တုတွေပါဒီတော့တန်သားနှစ်ခုဆက်တော့မယ်ဆိုရင်တန်သားနှစ်ခုဆက်မဲ့နေရာမှာတန်သားကိုဒီအချင်းချင်းring ဆော်ပြီးတော့တသားတည်းဖြစ်အောင်လုပ်တဲ့နေရာမှာwelding လုပ်နေတဲ့နေရာကိုဒီအောက်ဆီဂျင်ဝင်တာနဲ့သူက iron oxide ဖြစ်သွားတယ်အဲ့ဒါဆို iron oxide ကဘာဖြစ်လို့လဲဆိုတော့အောက်ဆီဂျင်ရှိနေလို့ iron oxide ဖြစ်တာ iron oxide ဖြစ်လို့ဆိုရင်တန်သားနှစ်ခုကဆက်လို့မရဘူးဆက်လို့ဆိုရင်လည်းချိုးတိုင်းကျူးလွယ်ဆိုတော့ဒီနေရာမှာတန်ဘုတ်ဖြစ်သွားတယ်ဆိုတဲ့သဘောပေါ့နော်ring ဆော်မဲ့တန်သားနှစ်ခုရဲ့ကြားကိုအောက်ဆီဂျင်ဝင်နိုင်အောင်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေနဲ့ကာရတယ်အဲ့ဒါကိုကြတော့သူရှီလုပ်တယ်လို့ခေါ်တာပေါ့အဲ့ကောင်းတဲ့အောက်ဆိုင်ကဘယ်ရဖြစ်လာလဲအဲ့တော့ဒီအခွန်ကမီးလောင်သွားရင်ဒီကောင်းနေပြီး gas ငွေဖြစ်သွားတယ်အဲ့ gas ငွေရနေပြီးတော့ဒီကောင်းတဲ့အောက်ဆိုင် ring ဆော်မဲ့ ring တန်သားနှစ်ခုရဲ့ကြားမှာသူကရှီလုပ်ပြီးတာအဲ့ဒါကိုမှတ်ချုံပြရတာအဲ့လိုမှတ်ချုံပြရတဲ့အခါကျတော့အောက်ဆီဂျင်မဝင်လို့ဆိုရင်ဒီကောင်က ring သားတန်သားနှစ်ခုကတသားတည်းဖြစ်သွားတယ်အဲ့ပြီးတော့ဒီတန်သားထက်ဒီတန်ချောင်းမှာပါတဲ့ring သားဖြစ်မဲ့တန်ကဒီတန်ကတဲ့ပုံပြီးတော့မှာကြောတယ်။ဟုတ်ပြီဒီကပြောနေတာတော့ဒီက MIG လို့ခေါ်တဲ့ make welding ပေါ့နော်။တော့ point ယူဝင်လာတယ်။သူ့ရဲ့ခေါက်ကတန်းလို့ကောင်းမှုကျွန်တော်ကဒီ MIG ဆက်မရှိဘူး။တော့ပြတာမရှိဘူး။ဟုတ်ပြီ MIG ဒီကောင်ရဲ့ဒီကောင်ခေါက်ခလေးအောက်လေးရှိရနေပြီးတော့ဟိုဟာလေးနန်းရိုးရဲ့ရှိထွက်တယ်။ခလေးကိုနေထိုင်နေခလေးကဒီတော့ဓမ္မပီတာမဟုတ်ဘူးအောက်ကပီတာ။အောက်ကဆိုရင်လည်း blue ဆိုရှိထွက်တာ။အဲ့ဒါနေတော့တန်သားနှစ်ခုချအောင်လေးဆိုတယ်ပေါ့အဲ့ဒါ MIG ပေါ့ဘာဖြစ်လို့ကြောင့် MIG ကိုသုံးရတယ်လဲပြီးတော့ MIG ကဘာဖြစ်လို့ gas ပါတာလဲ gasless ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါရောဘယ်လိုခွာချလဲဟုတ်ပြီအဲ့ဒါဆိုရင် gasless နဲ့ဒီ gas ပါတဲ့ဟာကွာဆို gasless တွေကတော့ဒီကတွေကတော့ rain မကောင်းဘူးလေရှင်းသွားတယ်သူက rain မကောင်းဘူးအဲ့ဒီ rain ဒါကMMA ဆိုတဲ့ ring သားထက်တော့မှနည်းနည်းပိုးပြီးတော့ကွာဒီရော့တဲ့သဘောရှိတယ်ဆိုတော့ gasland နဲ့gas ပါတဲ့ဟာနဲ့ဘယ်လိုကွာတယ်လဲဆိုရင် gas ပါတဲ့အကောင်က gas မပါတဲ့ကောင်နဲ့ကိုကောင်းတယ် gas မပါတဲ့အကောင်သုံးမယ်ဆိုရင် bio MMA ဒါမျိုး still welding welding နီးနေပဲသုံးတာအကောင်းဆုံးလို့ကျွန်တော်သုံးမပေးနေပါတယ်ဘာလို့သူကအဲ့ဒီမှာဒီ gas မပါတဲ့အကောင်ရဲ့တန်သားပြောင်းရင်မှုလေဒီဆော်ထားတဲ့ ring မှာဆိုရင်သူ့ရဲ့ကိုယ်ပေါ့နော်ဒီအဲ့ထွက်သွားတဲ့ခေါက်အထက်မှာထွက်သွားတဲ့ကျူးလေးမှာအလဲခေါင်းမှာအခေါင်းအဲ့အခေါင်းထဲမှာသူ့ရဲ့ဒီကောင်းတဲ့ outside ဖြစ်အောင်ထည့်ထားတဲ့ဟိုဟာတွေရှိတယ်ဟိုဓာတ်ပစ္စည်းရှိတယ်အဲ့ဓာတ်ပစ္စည်းကတကယ်တော့ဒီတန်သားတစ်ခုရဲ့ကြားမှာပျော်နေတဲ့နေရာမှာသူကကောင်းတဲ့ outside ဓာတ်ငွေထွက်အောင်ဒါမှမဟုတ်ရင်ဒီအောက်ဆီဂျင်ကိုကာဗာဖြစ်နေအောင်သူကလုတ်ပြီးနိုင်ဆိုတာနဲ့ဆိုတော့အဲ့ဒါဆိုတော့ဒီအောက်ဆီဂျင်ဝင်နေပေါ့အောက်ဆီဂျင်ဝင်တော့တန်သားကခိုင်နှုန်းဝင်နေတယ်ပြီးတော့ရင်းသားလည်းမလာဘူးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင် MMA နဲ့ဆိုင် MIG ကိုဘာလို့သုံးလဲဟုတ်ပြီအဲ့ဆိုတော့ MIG ကိုသုံးရတဲ့အကြောင်းက MMA မှာဆိုရင်ဒီလိုတန်ချောင်းရဲ့ဒီလို steel ring ချောင်းတွေဝင်ဆော်ပြီးဆော်ရင်ဒီကောင်ကပြီးလိုက်တယ်တော့ဟိညာတယ်ဒီကောင်ဆော်လိုက်တဲ့နေရာပဲဒီတန်သားဒီ area တစ်ခုလုံးကအပူချိန်တအားပြင်းသွားတယ်ပြင်းသွားတဲ့အတွက်အဲ့နေရာကတန်သားကျုံလိုက်တော့ဒီလိုမျိုးဒီကွဲချောင်းတစ်ခုကိုဆော်ပြီးဆိုရင်ဒီကောင်တစ်ခုကကော့တက်လာတယ်အဲ့ဒါတန်သားရဲ့ကကျုံသွားတဲ့အတွက်ဒီကောင်တန်သားကော့တက်လာတယ်အဲ့ဒါကိုဒီဘက်ကပြန်ဆွဲလို့ဆိုရင်ဒီဘက်ကပြန်ကော့လာတယ်အဲ့ဒါကျတော့ဟိများတဲ့သဘောပေါ့နော်အဲ့ဒါအပူချိန်များတဲ့သဘောပဲဟုတ်ပြီအဲ့တော့ MIG ကျတော့အဲ့လိုမဟုတ်တော့ဘူး MIG ကျတော့ဒီနေရာမှာဖြစ်လာမဲ့ ring နာကိုသူ့ကကောက်ကထွက်သွားတဲ့တန်ချောင်းလေးကနေပြီးတော့ပျော်ပြီးတော့အဲ့နေရာမှာသွားပြီးတော့ပြောလို့ကော်နဲ့ကလိုက်တယ်လို့ပြောတယ်အဲ့ကထွက်သွားတဲ့အချောင်းလေးရပဲသူ့ကိုယ်တိုင်ပျော်ပြီးတော့အဲ့နေရာမှာဖြည့်သွားတယ်ဒီကောင်ကျတော့အဲ့လိုမဟုတ်ဒီဘေးသားတွေကဖြော်တယ်သူလည်းဖြော်တယ်ဟောကျတော့အဲ့လိုမဟုတ်ဘေးသားကိုလည်းဖြော်တယ်အတိုင်းပဲတန်သားကိုအဲ့လိုအကြုံကြဖြစ်တဲ့ထိကန်ပုံနေတယ်ပေါ့နော်အဲ့ဒါကြောင့်သူ့ကိုပို့ပြီးတော့တုံးတယ်ဟုတ်ပြီCO2 gas ကဘာလို့တုံးလဲဆိုတော့ပြောပြလို့ပဲ MMA မှာတော့ဒီကောင်မှာရှိတဲ့ဓာတ်ပစ္စည်းအခွန်တွေဒီကောင်တွေကြောင့်ကောင်းတဲ့ outside ထွက်ပြီးတော့အောက်ဆီဂျင်ကာဗေးလိုမျိုးပဲဟိုမှာ CO2 ဆိုတဲ့ gas ကဒီကောင်းတဲ့ outside အဲ့ဆို CO2 ဆိုတာကောင်းတဲ့ outside အဲ့ဒါကြောင့်အဲ့ဒီ
အောက်ဆီဂျင်ကိုကောင်းတဲ့အောက်ဆက်တက်မှုရတယ်ကိုကာပြီးထားတယ်တန်းတစ်ခုဆွဲနေမှာတန်းပြောအားကောင်းတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုဟိုဟာဒီကောင်ကကြတော့ MIG သုံးမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာဆိုရင်အခုအဲ့ဒီကောင်သုံးကျင်တယ်ဒါပေမဲ့တစ်ခုကျရင်ကျွန်တော် gas ကြီးကြီးတယ် gas ကြီး coin ကြီးကြီးတယ်ဆိုတော့ဒီနောက်ကကျွန်တော်တို့ MIG နဲ့ဆော်မယ်ဆိုရင်ကျွန်တော် MIG ရဲ့ကိုညစီ cost ကတက်လာတယ်တက်လာတဲ့ကိုညစီအတွက်ကိုကျွန်တော်တို့စီးပွားထဲမှာအဲ့လိုဒီလိုက်တော့ပြီးမယ်ကျွန်တော်မှကာချာမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်ဘူးတော့တည်းကျွန်တော်အဲ့ MIG ကိုဝယ်သုံးဖို့ကျွန်တော်စိတ်ကူးပဲရှိပြီးတော့နောက်ဆက်လိုက်တော့ TIG ကျတော့ဘာလို့ဖြစ်လာဆိုတော့tungsten insect gas လို့ခေါ်တယ်ဟုတ်10 mili လောက်အထိကဒီ 2.4 mili နဲ့အတိုင်းမျိုးသုံးတယ်အဲ့ဒါဘယ်လိုသုံးလဲဆိုတော့အဲ့ဒါ